ဆောင်တဲ့ဦးမအေးလို့မြောက်လိုက်ဖင်ပြဲဖင်အရန်ကိုပြဲနေပြီမနေ့ညတော့ပဲသူ့ရဲ့နေပြန်တစီနောက်ခင်ဗျားกินလိုက်တာဒီနေ့ကား9စီးအဲ့ဒီကားထဲမှာစီးတဲ့ပြည့်စစ်ခွေးအားလုံးကလုံးသိတယ်ပြီးတော့ရေးတာလည်းပစုပစက်ပဲအဲ့ဒီကား9စီးအဲ့ဒီကား9စီးထဲမှာစီးနေတဲ့စစ်ခွေးတဲ့ဒီမလို့ဘူးခဏနေနော်မမချဲမယ်ချက်ပြီးလို့စိတ်တင်ကောင်းဖတ်ပြီးမယ်ဒီလေဆက်လောက်မယ်ดูว่าเขา要多少钱？แต่ที่เราโมเนี่ย PDF สังกัดภาษาและพี่บาสิจะไปเนี่ยนับตั้งแม่รู้ด้วยเอ๊ะไปรู้แล้วดีกว่าเนี่ยน้ำมาเก้าแต่งกับพี่แค่ไรเนี่ยโอเคเอาสลัดใส่กว่าดีคนในเซนเนสซี่อ่ะวางเวลาใช้เป็นตาบ้างสิปีนี้มาโมยปีบิโรเย่มาโมดีเน่เลยมาโมดีเน่พี่เสร็จบ้านเราเหรอအခုမိသားစုတွေကတို့ပြင်ထွက်မယ်အပြင်ထွက်မလို့อ่ะကိုမသွားလို့စိရင်တို့လည်းမသွားဘူးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့ဒီကမ်ပိန်းတောင်းမှအပြင်ထွက်လို့မရသေးဘူးပြီးတော့လည်းကမ်ပိန်းမပြည့်လို့စိရင်မမိုးနေ့ပိုင်းမှာမမိုးအဲ့ဒါမနေ့ပိုင်းပြီးတော့နေ့ပိုင်းမှာကျွန်တော်အဲ့ဒါဒီနေ့မိသားစုတွေကတအိမ်လုံးပေါ့နော်တို့ဆက်ကတစစ်တော့ကြည့်နေမမိုးတို့သွားခိုင်းနေငါအဲ့ရထားမှမနိုင်တော့ဘူးပြောတယ်ကမ်ပိန်းပြင်းမှသွားမယ်ဘယ်တော့သွားရမလဲတို့မိတာပေါ့နော်ပြောတယ်ဒီညပြည့်အောင်စူးစမ်းလိုက်မယ်လို့ဒီညပြည့်လို့စိရင်ပေါ့နော်မနေ့ကတပတ်ခါလာတော့ကြည့်လို့ရတာပေါ့မိသားစုနဲ့အားလုံးပဲอวตารสักการะจิ้มลูกมาโมเนี่ยตัวตัวกันจิเนี่ยฮะทำไมดิแกมไปเนี่ยจ้าได้มาพี่บูย่าตรงอะไรพี่แม่ตะลุเนี่ยมาโมเนี่ยกว่าตัวเส้นมาตัวไหนတော့ဘူးလေသူမအဲ့ရဘူးเนี่ยတုံးရရှိတယ်အဲ့တော့သူရဲ့ site မှာလည်းရေခဲတွေအများကြီးပဲကြားတယ်ဆိုတော့သူရဲ့မြို့မှာသူပြန်လာရတယ်တို့ရေအဲ့တော့မဖြစ်ဘူးမဖြစ်တော့ဒီညမမိုးဒီ Facebook ထဲကမြန်မာပြည်သူပြည်သားမမိုးရဲ့တိုင်းရင်းသားတွေဘယ်မှမကူညီတောင်းလိုက်မယ်နော်ဒီ15ဖွဲ့စားလေမမိုးရဲ့အကိုဆိုရင်10ဖွဲ့နေပါသူကူညီပေးလိုက်တာနော်သူလိုက်တော့အမှုခံပေးလိုက်တာတိုင်တက်စေးတာလေသူရဲ့စေမျိုးတွေဒီမှာကဲအောင်ကားရမယ်အောင်ဝဲမယ်ခဏလေးမကဒီမှာဗတ်တင်းကောင်းလေခဏလေးနော်ထိုတိုက်ခိုက်မှုအတွင်းတဲ့အကြမ်းဖက်စစ်တပ်ဘက်မှတဲ့အထိနာခက်တော်ကြောင့်တဲ့သာစီရွာဘုံကြီးတောင်တို့စစ်သားများထွက်ပြေးပြီးခံစစ်ပြင်ဆင်နေပြင်နေစဉ်တဲ့တော်လိုင်းရေးတပ်ဖွဲ့များကထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာခဲယမ်းတင်ဆောင်လာသောကား9စီးလဲမီးလောင်ဖျက်ဆီးပြီးစစ်တပ်ဘက်မှထိခိုက်တင်ဆုံးမှုအများအပြားနော်ခက်ဖြစ်ကြောင်းသိရှိရသည်တဲ့စလင်းကနေစင်ဖြူကျုံးကိုလာတဲ့ခြေလင်းစစ်ကြောင်းပြန်တဲ့90ခန့်ခဲယမ်းတင်ဆောင်လာတဲ့စစ်ကွဲကား9စီးကိုသာစီရွာနဲ့မိုးဝန်းရွာအကြားမှာမိုက်ဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့မိုက်ဆွဲတိုက်ခိုက်ခံရလို့စစ်ကွေးကပါစီရွာဖုန်ကြီးတောင်တဲ့ကိုဝင်ရောက်နော်ခံစစ်ပြင်ဆင်နေတော့ထပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့တာခဲယမ်းတင်ဆောင်လာခဲ့တဲ့ကား9စီးလဲနဲ့ခဲယမ်းတွေအိုးအကောင်လုံးပဲငါတို့ပြည်တဲ့ကောင်ရတယ်ပြီးတော့အဲ့ဒါမင်္ဂလာသတင်းပဲနော်စလင်းမျိုးမစစ်စီကျုံတော့စစ်ကူလာတော့စစ်အင်အား150ပါစစ်တောင်နေခဲယမ်းတင်ဆောင်လာတော့ကား9စီးကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်တင်ဆောင်မှုများပြားကားမီးလောင်ဖျက်ဆီးတဲ့ဒီဇင်ဘာလ26ရက်နေ့ဒါမင်္ဂလာသတင်းနော်ဒီစလင်းဘက်က PDF ဖွဲ့ရမမပြောတယ်လေမမို့နေဆောင်ကမ်ပိန်းဆိုတာမကွေးပါတယ်စကိုင်းပါတယ်နေပြီးတော့မန္တလေးပကိုးကနေ့တိုင်းတိုင်းကချင်ဘယ်မှာဘယ်လဲကရင်နီစမ်းတောင်အဲ့ဒီ9နေရာကိုမမို့လက်တန်လုပ်ပေးတာကိုလက်တန်လုပ်ပေးတဲ့ဒီနေဆောင်ဖွဲ့ရဒီမှာမွေးမတန်တော့ကြည့်ဒါစလင်းဘက်က PDF တွေပြပါနော်စလင်းမျိုးနဲ့မနမမောဩစတြေးလျနိုင်ငံရဲ့အလူစင်များ10သိန်းစလာတိုင်ပဲအဲ့လိုမျိုးထောက်ပံ့ပေးတာပြီးတော့အဲ့တော့ကနိုင်တယ်အားရတယ်ဝမ်းသာတယ်တချို့လူတွေကတို့ကမမိုးအဲ့အောင်ပါဘောနော်ဒီကမှပဲပြလို့နေ့တိုင်းညတိုင်းကားလို့နိုင်တာလေမမိုးကနေဆုံးတနိုင်ငံလုံးထောက်ပံ့ပေးတယ်လေကိုထောက်ပံ့ပေးတဲ့နေရာတိုင်းမှာဥမာဒီနေ့ထွက်လာတဲ့တ
တင်ကမောင်ကိုထောက်ပံ့ပေးတဲ့တချို့ဖွဲ့တွေကသူတို့ရဲ့စစ်စင်ရေးမဟုတ်လဲမောင်ကိုထောက်ပံ့ပေးတဲ့တခြားအဖွဲ့တွေစစ်စင်ရေးဖြစ်တယ်အဲ့တော့မောင်ကညတိုင်ကနေတာပေါ့ဒီဖွဲ့ဒီနေ့မတိုက်လို့စင်နောက်တနေ့လာတဲ့တင်ကောင်းတွေကဘယ်ဖွဲ့မဆိုမလုပ်ဘူးတို့နော်အခုအညာမှာတိုက်တဲ့အဖွဲ့တွေအားလုံးဟောအဖွဲ့တိုင်းထောက်ပံ့ပေးတယ်ဒီတို့တစ်ဖွဲ့ဆိုရင်အနည်းဆုံး10သိန်းကြပေါ့နော်ဒါပေမဲ့ကမ်ပိန်းလုပ်ပြီးလို့စင်တော့ဒီအလုံး1000ဒီအလုံး9000ဆိုရင်အနည်းဆုံးကမ်ပိန်းဆိုရင်အလုံး9000ဆိုရင်အနည်းဆုံးအများဆုံးဆိုရင်ဒီ1000နော်အဲ့လိုမျိုးလုပ်ပေးတာပါနော်နေဆောင်ကြတော့တစ်ဖွဲ့ဆိုရင်10သိန်းကြပေါ့တနိုင်ငံလုံးကကရင်ပြည်နယ်မှာပါဘူးကရင်ပြည်နယ်မှာပြသွားလို့အကြောင်းမို့ကရင်ပြည်နယ်ကိုရတန်းလိုက်တာပါโอเคနော်အားရတယ်ဝမ်းသာတယ်မင်္ဂလာပါမရေမင်္ဂလာပါတချင်းတွေကကဲမမို့နောက်ထပ်9မိနစ်ကမယ်9မိနစ်ပြီးလို့ရှိရင်တည်င်းကောင်းထိုင်တော့ပြောမယ်ဦးကျော်သူဖိတ်ခေါ်မယ်ပြီးတော့အလူခတ်မယ်15ဖွဲ့ပဲလူပါတော့တယ်ကြားလာပြီဒီချိန်နဲ့တချင်းနဲ့မလို့သိမြန်မာဒီကျတချင်းလားဟိုအကတချင်းလားမမွားပြောင်းရမှာပေါ့နော်တော်ပြီလားဆက်ရအလူခံတော့မယ်ဒီ15ဖွဲကိုအမြန်နဲ့ပြည့်နေတယ်မမပြောမယ်လို့နော်ကားတာတော့နေ့တိုင်းညတိုင်းကားလုံးနိုင်တယ်ဒါမဲ့ကမ်ပိန်းပြည့်တာနဲ့ကမ်ပိန်းမပြည့်ခင်မှာကွာတယ်ကမ်ပိန်းမပြည့်ခင်မှာကားရတဲ့အချိန်မှာအားမရှိသလိုနဲ့အားမရသလိုနဲ့ဖြစ်တယ်နော်ကမ်ပိန်းပြည့်တဲ့ညဆိုတော့ကိုအောင်ကိုအားရပါရကတဲ့ဒီညမှာတဲ့ပဲအကောင်လုံးဟိုရင်လေးတာတွေစိတ်ပူတာတွေစိုးရိမ်တာတွေမရှိတော့ဘူးကမ်ပိန်းပြည့်သွားလို့ခင်အခုမပြည့်သေးဘူးနည်းနည်းပဲလို့တော့တယ်15ခွက်တော်ပြီတော်ပါပြီရှင်တည်င်းကောက်လေးထိုင်တော့ပြောရအောင်ဖတ်ရကအကာကနေမေဖာတယ်မကိုပေးကခိုင်ပေါ့ခွေးမသာခင်လေးရဲ့ဖာတယ်မခင်လေးရဲ့နော်ငါစက်တင်ဖတ်ရအကဆိုရင်နေမေကလို့စင်ပို့ပြီးတော့ကြည့်ကောင်းမယ်โอเคနော်ဟာနေသိလို့စင်လဲလာတက်တော့ကပြလိုက်ပေါ့မလာခွေးရဲ့ကိုမေကိုလိုလားဖေလိုမထင်တယ်ဖေလိုမမျက်နာမိန်ကလေးမျက်နာနဲ့နော်ဖတ်ရကလေးနေမျိုးကခိုင်းနော်ကပြီးလို့စင်ကလည်းပြအောင်ငါကြည့်လိုက်မယ်ဖတ်ရကဘယ်လိုမျိုးလဲဘယ်လိုမျိုးဖြဲပြလဲဘယ်လိုမျိုးကောက်ပြလဲဟာဖေလိုမဖာတယ်မကမ်ပိန်းမပြည့်သေးလို့နော်ကမ်ပိန်းပြည့်လို့စင်ရင်အားရပါရကပြမယ်โอเคနော်ကမ်ပိန်းကမနေ့ကပြည့်မဲ့တယ်လို့နဲ့အမှုပြောတဲ့အတိုင်းပဲလေမိုးရကိုကသူရဲ့နေရာမှာစနိုးတွေညာစနေတဲ့အချိန်မှာသူ့ရဲ့မျိုးသူပြန်ရတယ်ဆိုတော့သူလည်းဆက်ပြီးတော့လူခံပြလို့မရတော့ဘူးအဲကြောင့်မိုးရကမ်ပိန်းက15ဖွဲပဲအဲ့လိုမျိုးဖြစ်သွားတာဒါမဲ့မပြူ15ဖွဲပဲဒီ live ပေါ်မှာကြည့်နေတဲ့သူကလူ180နဲ့တယောက်သူရဲကောင်း15ယောက်တယောက်တစ်ခွက်တော့တောင်းဝင်ယူပေးလို့စင်တော့နော်တောင်းမယ်တင်တယ်โอเคနော်တယောက်တစ်ခွက်ကြောက်သူပုံစလိုက်မယ်ခဏလေးနော်မမွားဆွတောင်းလိုက်ကွယ်ကမ်ပိန်းပြေးလို့စရင်ဒီဘလောက်ကောင်းမလဲနော်မိသားစုတွေအပြင်ထွက်မဲ့အချိန်မှာကိုယ်လည်းသူတို့ခေါ်သွားခြင်းတယ်ဟိုကသွားမနိုင်ဖြစ်နေဦးလေးရေဝင်လာလို့ရပြီနော်15ဖွဲ့ပဲလို့တော့တယ်ဦးလေးရေဒီညပြေးပါစီလို့ပဲဆွတောင်းတယ်ဟုတ်
ဟုတ်တယ်တသိန်းနဲ့2000ပဲပြီတို့6သိန်းနဲ့6000ဘကမ်ပိန်းကတသိန်းနဲ့2000ဘပဲလို့ပါတော့တယ်နော်169ရောက်မင်္ဂလာပါအညာကပြည်တဲ့တော်တော်စူးစမ်းတယ်ကုညီပေးရမယ်နော်ပြီတို့နော်အခုစစ်နဲ့နှစ်ဖွဲ့ကပြောမယ်ဆိုရင်15ဖွဲ့ပဲလို့တော့တယ်နော်အဲ့ဒီ15ဖွဲ့တည်းမှာဆိုရင်ပဲခူးတိုင်းဆိုရင်တန်မယ်လိုနေသေးတယ်ပဲခူးတိုင်းပြီးတော့မန္တလေးတိုင်းပြီးတော့တနင်္သာရီတိုင်းနော်မကွေးတိုင်းကြတော့မမို့လို့ဟိုတနေ့တုန်းကတချို့အဖွဲ့တွေကပေးလိုက်ပြီဒါပေမဲ့ကြံနေသေးတယ်ပြုတ်နော်အဲကြောင့်မရောက်သေးတဲ့ PDF ဖွဲ့လေးတို့အကူအညီတွေအမြန်ဆုံးရအောင်ဒီနေ့ပါတရင်ကောင်းလဲဆိုတော့မကွေးတိုင်းစလင်းမျိုးဘက်ကဘူးနော်မကွေးတိုင်းစလင်းမျိုးဘက်မှာမအလာရဲ့ဗလဲလက်နဲ့ခရမ်းတည်တဲ့ကားပေါ့နော်9စီးPDF တွေမိုင်းနဲ့ဖောက်လိုက်တာအကောင်လုံးသူများမီးဆူလိုက်တယ်တေသွားတဲ့စစ်ခွေးလည်းအများအပြားပဲဒါပေမဲ့ဘယ်နှကောင်လဲဆိုတာအတိအကျသူတို့မပြောသေးဘူးနော်တေတာတော့အတုံးယုံပဲစစ်ခွေးကတော့ရန်သူရဲ့အင်အား150ဒါပေမဲ့တေတာအများအပြားပဲများတယ်ဆိုတာဘယ်နှကောင်တေပြီးတော့ဘယ်နှကောင်ကျန်လဲဆိုတာမသိဘူးဒါပေမဲ့သူတို့ရဲ့လက်နဲ့ခရမ်းသူတို့ရဲ့ခရမ်းကား9စီးက PDF တွေအကောင်လုံးမီးဆူပလိုက်လိုက်တယ်နော်စစ်ခွေးဆိုရင်ပြေးတာပစ်ပဲငါတို့ PDF တွေအဲ့လိုမျိုးအလုပ်လုပ်လိုက်ပြီးတော့အဲ့ကြောင့်နယ်ဆောင်ဆိုတာအဲ့လိုမျိုးအဲ့ကြောင့်အညာက PDF တွေကစစ်တိုက်ပြီးဆိုရင်ဘာဖြစ်လို့အဖွဲပေါင်းများဆိုတာပူပေါင်းနေရတာလဲဘာမှမပြောတဲ့အတိုင်းပဲအညာက PDF တွေကတဖွဲ့တတိုက်ရင်းဆိုရင်လူအင်အား300ဆိုရင်လက်နဲ့အင်အားအယောက်30 50လောက်ပဲစီးမယ်အဲကြောင့်သူတို့တွေကလက်နဲ့အင်အား30 50လောက်ပဲစီးတဲ့လူတွေကိုပဲဘယ်တိုက်ရင်မဆိုသူတို့ကရွေးချယ်ပြီးတော့လက်နဲ့စီးတဲ့လူတွေပဲနော်အဲ့ဒီပွဲကိုတော့အဲ့ဒီတိုက်ပွဲကိုဝင်ပြီးတော့တိုက်လို့ရတာကျန်တဲ့အဲ့ဒီတိုက်ရင်တကလူရောက်100လား200လားလက်နဲ့မစီးလို့စေသွားလို့မရဘူးအဲကြောင့်ပြည်သူတွေစဉ်းစားကြည့်နိုင်ငံခြားမြန်မာပြည်သူပြည်သားအားလုံးပေါ့နော်ဒီစစ်ခေတ်တုန်းကစစ်ခေတ်တုန်းကနိုင်ငံရေးသမားလားတော်လိုင်းသမားတွေလားကျောင်းသားခေတ်တုန်းကတော်လိုင်းသမားတွေလားဒီကဘာပေါ်မှာရောက်နေတဲ့ဘယ်နိုင်ငံမှာမဆိုပေါ့နော်ဒီ2026မှာအားလုံးကထပြီးတော့ဒီအညာက PDF တွေလက်နဲ့မပြည့်စုံတဲ့ PDF တွေပေါ့နော်တိုက်ချင်တဲ့ PDF တွေကအတန်လောက်စီးတယ်ဒါပေမဲ့လက်နဲ့မပြည့်စုံတဲ့အတွက်ကြောင့်မပြည့်စုံတဲ့လူကအသိန်းပေါင်းများစွာစီးတယ်ကွာဒါပေမဲ့ဘာမှလုပ်လို့မရဘူးလေတင်တန်းနဲ့တက်လို့ပြီးကုန်ပြီစစ်လဲတိုက်လို့တက်တယ်မအေလို့လဲဆော်လို့ရတယ်စစ်ပညာတွေလည်းအကုန်လုံးတက်ကုန်ပြီဒါပေမဲ့မစီတာတော့လက်နဲ့စီတဲ့လူအယောက်တစ်ဖွဲ့ဆိုရင်ရောက်30 40လေးနဲ့သွားပြီးတော့တိုက်ရတယ်ဆိုတော့စဉ်းစားကြည့်နော်ပြီးတော့နော်အဲ့ဒါနေတယ်လေသူတို့ဘက်ကအဆက်မပြသူတို့တိုက်ချင်တယ်အားရပါရသူတို့တိုက်ချင်တယ်ဒါပေမဲ့သူတို့ရဲ့စစ်ကြောင်းတစ်စစ်ကြောင်းဆိုရင်လက်နဲ့အလက်30လောက်ပဲစီးမယ်လူကတော့200 300 400စီးတယ်အဲ့ကြောင့်ပြည်သူတွေဒီအညာဘက်ကိုမျက်နှာမူပြီးတော့ဝမ်းပြီးတော့ထောက်ပံ့ပေးလို့ရှိရင်တော်လိုက်ရအများဆုံးပြီးမယ်ဒါပေမဲ့အခုကရင်ပြည်နယ်မှာဆက်ပြီးတော့ထောက်ပံ့ပေးတဲ့ပြည်သူတွေစီးတယ်နော်ကရင်ပြည်နယ်ဘယ်နေရာမှစစ်မတိုးဘူးစင်ဒီလိုမျိုးပဲအချားဖြတ်ကန်နဲ့ပတ်သက်တော့မှသူတို့တင်ပြတယ်အဲ့ဒီ DKDA ကြားဖြတ်ကိုင်းအလုပ်ယုံနေလားပါလားအဲ့သူတို့ရသွားပြီးတော့တင်ပြတယ်ဗာပြတယ်ဘာကြောင့်လဲဒေါ်လာ25တန်ရဖို့အတွက်သူတို့တော့တင်ပြတယ်အခုဒေါ်လာ25တန်မရတော့နောက်ဆုံးတော့သူတို့ဘာမှပြန်မလုပ်ဘူးမောင်ချစ်သူပုံမှန်အတိုင်းပဲဒီဆွေကောက်ကိုတို့ဒီဗာလဲသူ့ရဲ့ကုမ္ပဏီဗာလဲဇက်နဲ့ပါတဲ့ကုမ္ပဏီဗာသူ့ရဲ့ကုမ္ပဏီတစ်ခုစီတယ်မေလို့ကအခုအားရပါရသူ့ရဲ့လူအင်အားအသေးအဟောင်းပြန်ပြီးတော့ကာကွယ်ပေးတယ်အခုလည်းသူတို့လူတန်းလုပ်တယ်အဲ့ဒီဆွေကောက်ကိုထဲမှာစီးတဲ့သူတို့ရဲ့ကုမ္ပဏီဗာလဲမောင်ချစ်သူရဲ့ကုမ္ပဏီကနာမည်ဗာလဲစာဘာလဲမသိဘူးထားလိုက်ပါတော့ငါမဖောက်ဘူးအဲ့ဒီမေလို့ရတဲ့တင်ဖားလို့စလေဒီတိုင်းပဲဒီတိုင်းပဲတင်းမီဒီယာကဒီမျိုးတင်ပြတာပေါ့နော်ဘာတင်းလေးစီသူတို့တင်ပြတယ်ဒါမဲ့ခင်ယူရကလုံးသိတယ်နော်ကြားဖြတ်ကိုင်းလဲသူတို့တကယ်လဲပပြောက်ရေးမလုပ်ဘူးပတ်စံရဖို့သူတို့တရုပ်ဆောင်တယ်အဲဒါအမေရိကန်အရန်ကိုလိုက်မှာဒါအမေရိကန်သူတို့နဲ့တော့မှစကားပြောဘူးဒီခင်ယူနဲ့ခင်ယူတပြမရဘူးနော်နော်ခင်ယူသိမ်းပြတယ်နော် DKBA ကြားဖြတ်ကိုင်းအလုပ်ရုံတွေပါလေဒီရာတွေကတွေ့ရဟောတင်းထဲမှာပေါ်လာတာဒါမဲ့အဲ့ဒီဒေါ်လာ25တန်ခင်ယူတပြမရဘူးပြီးတော့လဲUS ကတောင်ဝန်စီတူနေနဲ့လဲ KNU နဲ့လဲစကားပြောတာလုံးဝမရှိဘူးနော်ဘာကြောင့်တိလားအမေရိကန်ဆိုရင် NUG ကယာယီအစိုးရပြည်သူယာယီအစိုးရပြည်သူလူထုရဲ့ယာယီအစိုးရဖြစ်တယ်သူတို့ကဒီကြားဖြတ်ကန်လုပ်မယ်ဆိုရင် NUG နဲ့တို့တင်ပြရမယ်လက်တော်ရမယ် NUG ဘက်ကလည်းအမေရိကန်နေတစင်စကားပြောရမယ်အဲ့ဒါမှဒီဒေါ်လာ25တန်ကတော်လိုင်းရေးအဖွဲ့တွေရော KNU အဖွဲ့တွေရောရမယ်သူတို့တွေကမလုပ်ဘူးလေသူတို့စိတ်ထင်သူတို့လဲတယ်သူတို့တက်တယ်သူတို့တော်တယ်ပပျောက်ရေးလဲသူတို့မလုပ်ဘူးဒါပေမဲ့အမေရိကန်ဘက်ကငွေလဲသူတို့လိုချင်တယ်မအေးလို့တွေရအောင်နောက်ဆုံးတော့တက်မရသလို3ထပ်ကွန်း4ထပ်ကွန်းဆောက်စိတ်ကွဲတယ်အဲ့ဒါ KNU နော်